ကိုတကယ်မြင်လို့ရတဲ့သူတံပိုးထားရတဲ့သူကိုပိုင်ချင်တာပေါ့ဒါပေမဲ့ကိုပိုင်ဆိုင်ရဖို့တခုတည်းအတွက်နဲ့အတ္တတွေမဆန့်ကျင်ဘူးကိုကတံပိုးထားရတဲ့သူဆိုတော့ကိုထပ်ပို့ပြီးတော့ပြောစေခြင်းနဲ့အဆင်ပြေစေခြင်းတကယ်အချစ်စစ်မှာကိုကသူပြောနေတာပဲမြင်ကျင်တာလေးဆိုတဲ့စကားစုလေးတွေပေါ့ဗျာကိုကြောင့်လေးလံစေမယ့်အရာတွေကိုမပြီးပြီးအောင်သိတာတွေကစေတနာမှန်ပြီးတော့ယူသားနေတံပိုးထားခံရတဲ့သူကဘယ်လိုပျော်ရွှင်လာမှာပါပျော်ရွှင်ပါစေလို့လည်းအမြဲ